对我们身上你的鼓励，你们那个你们知道吗？စိတ်မဆိုးကြီးပေါ့နော်လေဆိုတော့ရန်တက်နေတယ်နော်ပြန်လာပြီးတော့ဆက်ဆက်လာဝဲတဲ့သူတွေကိုဒီကြောင့်လာလို့ဒီလိုဖိတ်ပါတော့စားတော့အဲကြောင့်လာလို့ဒီလိုဆက်မလာလို့လာတော့တိုင်းသူလည်းတော့ဆက်နေဆိုပြီးတော့ဝဲသွားတဲ့အပူတွေရောပေါ့နော်အများကြီးလည်းတော့ကြောင့်မလို့ရုပ်ဖြစ်နေပါတယ်ဒီကဆိုင်မှာတက်ရှိနေလို့နေပေါ့နော်လုပ်လဲကောင်းကောင်းပေါ့နော်ပိုက်တာကိုပြီးလိုက်တော့ပြီးလိုက်ပြန်ပြရပါတယ်ရှင်တယ်လို့တာလေးရှင်လဲမာယူအပြင်းနေပါတယ်နော်ဒါအင်္ဂလိပ်စင်ဝါလေးလေမလို့ရပါတယ်ရှင်နော်ခဏမှာတဲ့သူတွေကဘယ်သူတွေလဲဆိုတော့တိုက်ကြီးရဘူးပေါ့နော်တိုက်ကြီးရအကွေရခက်ခက်ပြီးတော့မှာတယ်နော်ဒီစီးရီခဲနေပေါ့နော်စီးရီခဲပြီးတော့ထိတ်တွေပိတ်နေလို့ဆိုပြီးတော့မစီမံအခုတဆုံပေါ့နော်မာတာတန်ရလို့တောင်စာယူတဘူးပေါ့နော်လူမျိုးလေးတွေဖက်ပြီးတော့မာတာတဲ့ကဲကိုပလက်တီကောင်းဖို့တာနေပေါ့နော်ထပ်ပြီးတော့မာတာကပလက်တီမကောင်းဘူးဆိုရင်ဒီဝမ်းမှာမလဲပေါ့နော်ဒါမျိုးစိတ်ကြရုံကြည့်တော့အပြီးလို့ရပါတယ်ဒီတနိုင်ရှင်နဲ့မတ်ခဲ့ပြီးလို့ရပါတယ်ဒီနေ့ရဲ့ဆိုင်လိပ်စာနေရာလေးကပြောင်းထားတယ်နော်ဆိုင်လိပ်စာနေရာလေးကဟိုဘက်ဆောင်ရမ်းဖို့မဟုတ်တော့ဘူးဒီဘက်ကြည်တော်ကုန်းရောက်သွားပြီနော်ဒီမိတ်လီလာနိုင်စမကနေလာမယ်ဆိုရင်မန္တလေးဘက်ကိုအတွဲစိန်နှောင်းစူပါမားကတ်ရဲ့အကျော်ဒီជីပေါင်းကုန်းကျောင်းတိုက်တန်းက Honest နဲ့မှာရှင်ဘေးကဲမှာဆိုရင်ဘောကာရန်တို့တီးရွှေကုန်းမာဆိုင်ကြီးရှိပါတယ်အဲ့ရောက်လို့ရှိရင်ခင်းရဲ့ဖုန်းနံပါတ်ခွင့်ရခွင့်ရလေးချစ်ကုန်နဲ့ဆက်ပြီးတော့မေးလို့ရပါတယ် IPK ရဲ့မှာနော်ဆိုင်လေးကတီးတဲ့အတွက်မမြင်ရရင်လည်းဖုန်းဆက်လို့ရပါတယ်ရှင်ဒီကနိုင်ရှင်လည်းမန်ကဲဘေးဒါမှမဟုတ်ဘူးတိတ်ကိုသိချင်တယ်ဆိုရင် TikTok ရဲ့ချက်ပေါင်း Viber နံပါတ်မှာအသေးစိတ်လေးနဲ့ဆက်သွယ်ပြီးတော့နိုင်နိုင်ပါတယ်ရှင်ခင်လေးကတော့မိစ္ဆာမျိုးရဲ့ပင်ရင်တိုင်းတိုင်းအကြီးဆုံးလက်ကားတိုင်းလေးဖြစ်ပါတယ်။ဘယ်ညနေကြည့်နေရလဲဆိုတော့လဲမန်ခဲ့ပြီးတော့လို့ရပါတယ်ရှင်။အားပေးတဲ့ဥပဒေချင်းဆိုင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။